အားလုံးပဲမင်္ဂလာပါကျွန်တော်ရှင်မဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာကတော့အခုမှစပြီးတော့ trading ကိုလေ့လာရတဲ့သူတွေအတွက်နောက်ထပ်သိထားရမယ့် indicator တွေကမှတစ်ခုဖြစ်တဲ့ဒါ MACD ဆိုတဲ့ indicator တစ်ခုအကြောင်းကိုပြောပြပြသွားမှာဖြစ်ပါတယ်ဒီတော့ဒီ lesson ပြီးသွားရင်တော့အခုသင်ခန်းစာတစ်ခုပြီးသွားမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ဒီ indicator အကြောင်းပြပြတာကိုခဏနားပြီးတော့ဒီ SMC Smart Money Concept အကြောင်းကိုအခြေခံလေးစပြီးတော့ဒီသူ့ရဲ့အပြည့်အစုံအထိပေါ့နော်ကျွန်တော်အနေနဲ့ဒါ beginner level အတွက်ထပ်ပြီးတော့ရှင်းပြပေးသွားပါမယ်ပြောပြပေးသွားပါမယ်ဒီတော့ပေါ့နော်အခုဗီဒီယိုမှာဆိုတော့ဒါဒီ indicator ဒီ lesson အတွက်ကိုပေါ့ဒီဘိုင်းနဲ့ဆိုတော့အဲ့ချိန်မှာပဲကျွန်တော်အနေနဲ့ဒါပြပေးထားပါတယ်တကယ်လို့ကိုမှတခြားအဲ့ချိန်သုံးတယ်ဆိုရင်လည်းတခြားအဲ့ချိန်နဲ့ကြည့်လို့ရပါတယ်တခုပြောချင်တာကတော့ဟိုတကယ်လို့ဘိုင်းနဲ့အကောက်တူပေါ့နော်အဲ့လိုမဖွင့်ရသေးဘူးဆိုရင်တော့ကျွန်တော်ရဲ့ဒါ refer code လေးကိုသုံးပြီးတော့ဖွင့်ပေးဖို့တောင်းဆိုချင်တယ်အဲ့ refer code တော့ကတော့ကျွန်တော်ဗီဒီယိုရဲ့ description မှာကျွန်တော်ရေးပေးထားတယ်အဲ့ link ကနေပဲဖွင့်ဒီ refer code ကိုသုံးပြီးတော့ဖွင့်အဲ့လိုမျိုးဖွင့်ပြီးတော့လဲပေါ့နော်ကျွန်တော်ဒါ sporting လုပ်ပေးနိုင်ပါတယ်ကျွန်တော်ဘာမှအဲ့ဒါလေးတော့တောင်းဆိုချင်ပါတယ်ပေါ့နော် okay ဒီတော့ကျွန်တော် MACD ဆိုတဲ့ indicator ကတော့မနေ့ကပြောသွားခဲ့တဲ့ RSI ဆိုတဲ့ indicator ဘေးနားမှာရှိပါတယ်ဒီမှာပေါ့နော် VOL နဲ့ RSI ဆိုတဲ့နှစ်ခုကြားက indicator လေးပဲဖြစ်ပါတယ်ဒီ MACD ဆိုတဲ့ indicator လေးပါသူ့မှာရှင်းပြရမယ်ဆိုတော့ကျွန်တော်နည်းနည်းခတ်ပြီးတော့ကြဲခတ်ကြဲလေးပြရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီမှာတစ်ချက်ပြပြပါမယ်သူ့မှာမြင်းတဲ့ကြောင်းရှိတယ်မြင်းကဒီပန်းရောင်မြင်းနဲ့အဝါရောင်မြင်းဆိုပြီးတော့နှစ်ခုရှိပါတယ်နော်အဲ့ပန်းရောင်မြင်းကဘယ်လိုအလုပ်လုပ်လဲအဝါရောင်မြင်းကဘယ်လိုအလုပ်လုပ်လဲဆိုတာကိုကျွန်တော်အနေနဲ့ပြန်ပြီးရှင်းပြပေးပါမယ်ဒီတော့ဒီအခုတိုက်ရိုက်ပါတယ်အခုဘိုင်းထဲမှာတိုက်ရိုက်ပါတယ်ဒါမှမဟုတ်တခြားအဲ့ချိန်ဒီမှာတိုက်ရိုက်ပါတယ်ဒီ MACD ကဆိုတော့ကျွန်တော် setting မချိန်ဘူးပေါ့နော်ဒီမှာ setting သွားပြီးမချိန်တော့ဘဲနဲ့ direct သုံးတာဖြစ်ပါတယ်သူ့ရဲ့ time frame ကတော့15မိနစ်1 hour 4 hour time frame မှာအဓိကအဖြစ်သုံးတယ်ပို့ပြီးတော့ကောင်းတာတော့ဒီ15မိနစ်မှာသုံးတာကပို့ပြီးတော့ကောင်းပါတယ်ပို့ပြီးတော့တိကျတဲ့အဖြေကိုရနိုင်တယ်ဒီတော့သူကအဲ့လိုမျိုးရှိပါတယ်ဒီတော့သူ့မှာမြင်းတဲ့အကြောင်းရှိရယ်ပန်းရောင်မြင်းနဲ့အဝါရောင်မြင်းပန်းရောင်မြင်းကဘာမြင်းလဲဆိုရင် MACD မြင်းလို့သုံးတယ် MACD မြင်းလို့မှတ်ထားလိုက်ပါအဝါရောင်မြင်းကတော့ဒီဈေးမြင်းကိုသုံးပါတယ် sorry အဝါရောင်မြင်းကတော့ဈေးမြင်းကိုသုံးပါတယ်ဒါဈေးပေါ့နော်ဒီမက်ကတ်ရဲ့မြင်းဒီမက်ကတ်ကိုတော့အဝါရောင်မြင်းနဲ့သုံးတယ်ဒီပန်းရောင်ကတော့ MACD မြင်းလို့သုံးပါတယ်ဒီတော့ဒီမှာသိထားမှာတခုတည်းပါအကောင်ကရှင်းရှင်းလေးဈေးကနော်ဒါကအဝါရောင်မြင်းပဲထားဒါဒီများကိုပေါ့နော်အဝါရောင်မြင်းထားဒီဒါကတော့ဒါပန်းရောင်မြင်းထားလိုက်နော်အဲ့ဒီပန်းရောင်မြင်းကအဝါရောင်မြင်းရဲ့မြင်းကိုအောက်ကနေအပေါ်ဖောက်လိုက်မယ်ဆိုရင်ဒီကောင်ကဈေးကျမယ်နော်ဈေးကျမယ်တကယ်လို့အဝါရောင်မြင်းကပန်းရောင်မြင်းလေးကိုဖောက်လိုက်ပြီဆိုရင်ဒါကဈေးတက်မယ်နော်ဒါဈေးတက်မယ်ဒီတော့ဒီမှာဆိုရင်ကြည့်လိုက်ပါဒီမှာပေါ့နော်ကြည့်ရမယ်ရှင်းရှင်းလေးဒီကောင်ဈေးပြန်တက်တဲ့နေရာလေးပေါ့ဒီမှာဈေးပြန်တက်တဲ့နေရာဒီမှာဆိုလည်းဈေးပြန်တက်တဲ့နေရာလေးနော်အဲ့မှာဆိုရင်ဒီကအဝါရောင်မြင်းလေးကဒီအဝါရောင်မြင်းလေးကဒီကပန်းရောင်မြင်းလေးကိုအောက်ကနေအပေါ်ကိုဖောက်တက်သွားတာဖြစ်တဲ့အတွက်သူအနေနဲ့ဈေးတက်သွားတယ်နော်ဈေးတက်သွားတယ်ဒီမှာဈေးကပြန်ကျတဲ့အခါမှာကြာကြည့်လိုက်ဒီကပန်းရောင်မြင်းလေးကအဝါရောင်မြင်းကိုအောက်ဘက်ကိုဖောက်ဆင်းသွားတဲ့အခါမှာသူ့အနေနဲ့ဈေးပြန်ကျတယ်နော်ဒီမှာဆိုရင်ဆက်ကြည့်လိုက်ဈေးကဆက်ကြမယ်အရေးရောင်တော့ရှိတယ်ဘာဖြစ်လဲဆိုတော့ဒီမှာပါးလေးကြည့်မယ်ဆိုရင်မြင်ရတယ်ဟိုဘယ်လိုပြောအများကြီးလည်းချက်မရဘူးဗျဒီမှာပါးလေးကြည့်မယ်ဆိုရင်မြင်ရတယ်ဒီကခရမ်းရောင်ဒီပန်းရောင်မြင်ကအဝါရောင်မြင်တော့ပြန်ဖောက်နေပြီဒီမှာလည်းဈေးဆက်ကြခြင်းနဲ့လက္ခဏာဖြစ်နေတယ်နော်အဲ့လိုမျိုးတော့ရှိရဲဒီမှာဆိုလည်းပန်းရောင်မြင်ကအဝါရောင်မြင်ကိုဒီအပေါ်ကနေအောက်ကိုဖောက်တဲ့အတွက်ပန်းရောင်မြင်ကအပေါ်ရောက်သွားတဲ့အတွက်ဈေးကကျတယ်ဒီတော့ဒီမှာမှတ်ထားမှာရှင်းရှင်းလေးပါဒီ MACD lesson ကတော့အရန်ကိုလွယ်ပါတယ်သူကဘာလဲဆိုတော့ရှင်းရှင်းလေးပန်းရောင်မြင်းနဲ့အဝါရောင်မြင်းတစ်ခုရှိမယ်ပန်းရောင်မြင်းက sorry အရောင်ပြောင်းပေးမှာပေါ့နော်ဒီပန်းရောင်မြင်းကဒီပန်းရောင်မြင်းဒီကောင်ကပန်းရောင်မြင်းအဲ့ဒီပန်းရောင်မြင်းကအဝါရောင်မြင်းကို
ဒီမျိုးဖောက်သွားပြီဆိုရင်နော်ဒါကဈေးကျမယ်ဆိုတဲ့လက္ခဏာပါဈေးအောက်ကိုကျတော့မယ်ဆိုတဲ့လက္ခဏာတကယ်လို့ပန်းရောင်မြင်းကိုအဝါရောင်မြင်းလေးကဖောက်မယ်ဆိုရင်ဒီကောင်ကဈေးတက်မဲ့လက္ခဏာပါဒီတော့မှတ်ထားမှာရှင်းရှင်းလေးအဲ့နှစ်ခုပဲမှတ်ထားပါမယ်ကျွန်တော်ဘာမှမှတ်ထားစရာမလိုပါဘူးနော်ဒီတော့အဆင်ပြေကြမလိမ့်မယ်လို့ထင်ရင်အဲ့နှစ်ခုလေးပဲမှတ်ထားလိုက်ပြီးတော့မနေ့က EMA နဲ့ RSI ဆိုတဲ့ lesson တစ်ခုကိုပေါင်းပြီးတော့သုံးလိုက်အဲ့ခါကျရင်အဆင်ပြေတဲ့ set ခုရမယ်လို့ကျွန်တော်အနေနဲ့ပြောနိုင်ပါတယ်ဒါပေမဲ့ profit ကတော့အများကြီးယူလို့မရဘူး risk တို့ reward တို့ကတော့ချင်းချင်းပြီးတော့ယူသင့်ပါတယ်ဒါနောက်ထပ် lesson တွေကတော့တခြားအကြောင်းအရာ lesson တွေကိုပြောပြပေးပါမှာဒီဟာကတော့ဒါဒီ indicator ပေါ့နော် beginner အခုမှစပြီးလေ့လာရတဲ့သူတွေအတွက်သိထားတဲ့ beginner ဒီ indicator တွေအကြောင်းပဲဖြစ်ပါတယ်ဒီ indicator 3ခုသိပါပြီဆိုရင်နောက်ထပ် lesson တွေနဲ့ပေါင်းလိုက်တဲ့အခါမှာပိုပြီးပြည့်စုံတဲ့ဒါ set တွေရဖို့ position တွေရဖို့ပုံဖော်နိုင်မှာပဲဖြစ်ပါတယ်ဒီတော့ဒီ video ကတော့ဒီလောက်ပဲနောက် video ကြာရင်တော့တခြားဒီ smart money concept အကြောင်း SMC အကြောင်းကျွန်တော်ဒါပြောပြပေးမယ်ပေါ့နော်ဒီတော့အားလုံးပဲအဆင်ပြေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ